လက်ထပ်တဲ့နေ့မှာသတို့သားကိုဖော်ပြလိုက်ပြီးဖြစ်တဲ့ပူပိုဟီတာပရိသတ်များအလုံးပဲမင်္ဂလာပါရှင်အတန်ချိုချိုလေးနဲ့အောင်မြင်တဲ့ပူပိုဟီတာကအခုရလက်ထပ်သွားခဲ့ပါပြီချစ်တဲ့စိတ်ဆိုတာတခြင်းလေးနဲ့အောင်မြင်ခဲ့တဲ့ပူပိုဟီတာကနာမည်ကြီးဆိုတော့တယောက်ဖြစ်ပါတယ်အချို့တွေကတော့ပူပိုဟီတာကိုမသိပေမဲ့ချစ်တဲ့စိတ်ဆိုတာတခြင်းလေးကိုကြားဖို့ကြားပါတယ်ဒီတခြင်းကတစ်ချိန်တစ်ခါတော့ကနေရာတိုင်းလိုလိုမှာကြားခဲ့ရတဲ့တခြင်းဖြစ်ပြီးရေဒီယိုတွေမှာလည်းတောင်းဆိုမှုအများဆုံးတခြင်းဖြစ်ပါတယ်ဒီလိုအောင်မြင်တဲ့တခြင်းကိုတည်ဆိုခဲ့တဲ့ပူပိုဟီတာကလက်ထပ်သွားပြီဖြစ်ပါတယ်လက်ထပ်တဲ့နေ့မှာတော့သူ့ရဲ့သရိုးသားကိုဖော်ပြလာခဲ့ပြီဖြစ်ပြီးသရိုးသားနဲ့အရန်လိုက်ဖန်နေပါတယ်။ပိုပိုဟီတာကပရီဝက်တင်တပ်ပုံလေးရိုက်ကူးခဲ့ပြီးမယ်လေ။သရိုးသားရဲ့မျက်နှာကိုတော့မဖော်ပြခဲ့ပါဘူး။သူ့ရဲ့ခင်မွန်းကအသက်ကြီးရဲ့လို့ထင်ရပေမဲ့လေပိုပိုဟီတာအပေါ်မှာတော့ကျင်နာတဲ့သူပါ။သူ့ရဲ့ခင်မွန်းကိုမဖော်ပြသေးပဲဖုံးကွယ်ထားခဲ့ပြီးပရိသတ်တွေကိုပဟေရီလှုပ်ထားခဲ့တာပါ။သူနဲ့အသက်မတိမ်မီဖြစ်မယ်လို့ထင်ထားကြပြီးလက်ထပ်တဲ့နေ့မှသာသရိုးသားကိုဖော်ပြလာခဲ့တာပါ။သူရဲ့သရိုးသားကလည်းငွေကြီးချမ်းသာတဲ့မိသားစုအတိုင်းဝိုင်းကနေဆင်းသက်လာခဲ့တာပါ။သူရဲ့မင်္ဂလာပွဲကိုတော့အတော်ဖြစ်တဲ့အစိုးမြတ်သူစားကတက်ရောက်ပေးခဲ့ပါတယ်။ပိုပိုဟီတာနဲ့နာမည်ကြီးမင်းသမီးဖြစ်တဲ့အစိုးမြတ်သူစားတို့ကဆွေမျိုးတော်ဆက်ကြပြီးကြီးမားတဲ့အမှုပညာမျိုးရိုးဖြစ်ပါတယ်။ပိုပိုဟီတာရဲ့အဖေကလည်းအောင်မြင်တဲ့သချင်းတွေကိုရေးသားခဲ့တဲ့တီးရေးစဝါဖြစ်ပါတယ်။ဆွေမြတ်သူစားရဲ့အဖေနဲ့တီးရေးဆရာကြီးစဝါရဲ့အဖေကညီအကိုတော်ဆက်ကြပါတယ်။အဖေဘက်ကနေတော်ဆက်တဲ့ဆွေမျိုးတွေဖြစ်ကြတာကြောင့်ပိုပိုဟီတာကဆွေမြတ်သူစားရဲ့ဒူမာလေးတော်ဆက်ပါတယ်။အဲဒါကြောင့်လေဆွေမြတ်သူစားကတူမလေးရဲ့မင်္ဂလာပွဲကိုမိခင်ဖြစ်သူနဲ့အတူတူတက်ရောက်ပြီးဂုဏ်ပြုပေးခဲ့တာပါ။ဆိုမြတ်သူစားကလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာညီမဝမ်ခွဲဖြစ်တဲ့ဆိုဗီယက်သဇင်ရဲ့မင်္ဂလာပွဲကိုတက်ရောက်ခဲ့ပြီးအခုတော့တူမဝမ်ခွဲလေးရဲ့မင်္ဂလာပွဲကိုတက်ရောက်ပေးခဲ့တာပါ။ပိုပိုဟီတာကလူငယ်ပရိသတ်တွေကြားမှာအောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ခဲ့ပြီးသူ့ရဲ့တခြင်းချိုချိုအေးအေးလေးတွေကတော့စေကျော်သက်ဘဝမှာစိတ်ကူးရင်စရာတွေဖြစ်ခဲ့ပါတယ်။ပိုပိုဟီတာရဲ့မင်္ဂလာပွဲကိုလည်းခန်းခန်းနာနာကျင်းပခဲ့ပြီးနာမည်ကြီးအမှုပညာရှင်ကြီးတွေတက်ရောက်ပေးခဲ့ကြပါတယ်။ပိုပိုဟီတာနဲ့သူ့ရဲ့သရိုးသားကတကယ်လိုက်ဖက်ရလားဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်။